ဒီမေးကိုလိုင်းပေါ်မမတယောက်ကပစ္စည်းဆန်းမျိုးနဲ့ကြောခိုင်းတာသူ့ရဲ့ကိုယ်ကသမီးရကြောမယ်အဲကြောင့်ပါစိတ်ချမ်းသာပါစေစိတ်ချမ်းသာနဲ့ကိုချမ်းသာပါစေတော့ဘာကြီးတော့ပါကုန်ကျော်နေနိုင်ပါစေကုန်ပြည့်ရစနေပြပါစေနော်ကျမကြီးလည်းကောက်ပါစေမမတယောက်ကလူတာကြောတာသမီးရသူ့ရဲ့ကိုယ်ကကြောအောင်မယ်မပစ္စည်းဆန်းမျိုးနဲ့ကြောတာနိုင်ရောသမီးရောဒီမှာလာလူတဲ့လူရောသမီးတွေရောအကုန်လုံးအန်တလဲပြီးဝေးရှိပါစေဒါတည်းမကလည်းလူနိုင်တက်နိုင်ပါစေပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ကြီးရဲ့ဖြစ်ပါစေပြည့်စနေပြပါစေနော်ကျမကြီးလည်းကောက်ပါစေဒီမေးကိုလိုင်းမော်မမတယောက်ကဒီပစ္စည်းလေးတွေဆန်းနှုတ်နဲ့သမီးကိုကြောခိုင်းတာသမီးကကြောမယ်ကြောပါလိုင်းမော်မမလိုင်းမော်မမလေးပြီဒီနေ့အစားထူထပ်ရတယ်ကျိုးကအကြောင်းချမ်းချမ်းသာသာကြမ်းကြမ်းမာမရှိပါစေလောဆန်းတာလေးတစ်လုံးတော့ပြည့်ပါစေစိတ်ဆင်းရဲကိုယ်ဆင်းရဲကဲပါစေစိတ်ချမ်းသာကိုကြမ်းမာခြင်းနဲ့ပြည့်စုံပါစေရန်သူမျိုး၅ပါးနဲ့ကင်းဝေးပါစေခကြီး၃ပါးကျော်နေနိုင်ပါစေ96ပါးယောဂဝေဒနာတွေကင်းရှင်းပါစေကင်းဝေးပါစေအန်တရာဝုဒ္ဓမြအကုန်လုံးဘေးမထိရမကခလုံးမထိစုမယူတဲ့သာသာရာရှိပါစေခနေ့အစားပြီးတော့လူရည်စက်လက်နဲ့မပွားလူနိုင်တိုက်နိုင်ပါစေတည်တဲ့အမကအတကြီးရွယ်အိုတို့လှူရတဲ့အကျိုးအကြောင်းချမ်းရသာသာကြံ့ရမှာရှိပါစေလို့ပြည့်စုံနေပြီပါစေနော်ကျမကြီးကောင်းပါစေဝေယဝေဘဘတို့ဘဘတို့ကိုဒီမှာပေါ့နော်အလူရှင်မမကပစ္စည်းဆန်းမျိုးနဲ့ကြောခိုင်းတာသမီးကသူ့ရဲ့ကိုယ်စားကြောအောင်မယ်ကြောနာမည်ရတယ်ပြောနေသာဓုဂုံတက်မှာဘုံပြားစားပေါက်ပြီးအဲ့လောက်ကြီးညာစိန်ပရိသာထိန်ဝေးပြားမြေမှာပေါက်လျက်စိန်လက်ကောက်စိန်ချေချင်းမတိမ်မောင်ချိုချင်းပြောင်းဝေးစိန်ရောင်သူလင်းကြည့်ခြင်းတုံးဝင်တလုံးလုံးဆန်းသူလုံးစိန်လို့ဇတ်စိန်ဆက်လက်ရပန်းလက်ပြစိန်ခါစီကျိုးနဲ့မုတ်တုတိယံဆက်တဲ့တောင်မျိုးစုံမောက်ဖြိုးချုံကြောင်မျိုးစုံဆွဲကြည့်ခြင်းဒီရောရွယ်စင်သာစိန်ဖဲကောက်စိန်ချမိန်စိန်အင်းကြီးလက်ပေါ်နဲ့တုမမြပြမမြင်လောကီတွင်စိန်မမေးပဲစိန်တစ်သေးဖြစ်ကြပါစေသဒ္ဓါတိကသုတစာကပညာတိဩတ္တပါဆိုတဲ့သူတော်ဟုတ်စွာယထာကောင်းပါနဲ့ပြည့်စုံပြီးတဲ့မြစ်ဖို့နိဗ္ဗာန်ကိုအလွယ်တကူနဲ့စိတ်ထမ်းတော်မူမြတ်ရပါစေသိဘောဥစွာယထာရဲ့တိုးတက်ပါစေနိုင်ပါစေဒါတည်းမှာချမ်းသာကြပါစေကျမကြီးလည်းကောင်းပါစေဒီမေးတို့ကိုလိုင်းမော်မမတယောက်ကဒီမှာပစ္စည်းဆန်းမျိုးနဲ့ကြောခိုင်းတာသမီးကသူ့ရဲ့ကိုယ်စားကြောအောင်မယ်အခုရှင်နေလို့ဆိုကြမှာပါပဲချမ်းသာပါစေဒါတည်းမကလှူနိုင်ကြနိုင်ပါဘူးအကြည့်စုပ်ပါကြော်နိုင်နေနိုင်ကြပါစေလို့ကမှာလုံးတော်ရတယ်ပြည့်စုံနိုင်ကြပါစေပြည့်စုံပြီပါစေမိုးရီတိုင်းလာလိုက်မအိုးလေးတို့ကိုလိုင်းမော်မမတယောက်ကပစ္စည်းဆန်းမျိုးနဲ့ကြောခိုင်းတာသမီးကကြောအောင်မယ်တော့အဲ့တော့အကျိုးအကြောင်းဘိခတ်တင်ရခတ်တင်အနေခတ်တင်ကိန်းမှာစီဒုက္ခသစ္စာမှာလုံးရလို့နိဗ္ဗာန်ကိုမြင်မှမနိုင်ရပါစေဒါတဲ့တို့ဒီနိုင်ကြနိုင်ရပါစေလူကြီးချစ်ချင်းကူဒီကိုလာလို့တဲ့သမီးရောလိုက်မောသမီးတွေရောလူတဲ့တဲ့အကုန်လုံးဘိခတ်တင်ရခတ်တင်အနေခတ်တင်ကိန်းကြပါစေပြည့်စုံပြီပါစေနော်ဦးလေးကျမကြီးကောင်းပါစေ